ဒီမှာတိုက်ပေါ်နေကြည့်ရင်လူကတိတ်တေးလေးပဲကြံတော့နော်ဒါတော့မှ25ထပ်ပဲရှိတယ်နော်ဒီကနေဝင်တယ်ဒီကနေဝင်ပြီးတော့မှဒီလိုတွားမယ်ဒီတိုက်တွေပေါ့ဒီတိုက်နေတိုက်လေကဟိုးထိတ်စီးတဲ့နော်ဒါကျွန်တော်တို့နေတဲ့တိုက်ပေါ့တိုက်လေကစီးတဲ့ပြီ25တော့နှိပ်ထားတာပဲအပေါ်ရောက်လေကြောက်စရာကောင်းလေပဲကြောက်နေဒီမှာထွက်ပြေးလာရမြင်နေရတဲ့မြင်ကွင်းတွေကတော့ဖုံးထဲမှာမလို့ဒါအပြင်မှာဆိုဖိနှောင်ကျင်းနေဟိုမှာခုနလမ်းမြင်နေရတဲ့မြင်ကွင်းတွေအိုးဖက်လေကွက်တဲ့အရင်တော့စပိန်တွေပတ်စီးခဲ့တဲ့နေရာလေးတွေပေါ့အောက်မှာဆိုကားတေးတေးလေးတွေပဲကြံနော်ဖုံးထဲမှာမလို့တိတ်မကြောက်ရနော်အပြင်မှာဆိုလီရအေးနဲ့ဆိုကြောက်စရာကောင်းတယ်ကြောက်ဖို့တော့ကောင်းတယ်ဟိုမှာကားလေးဆိုရင်တေးတေးလေးတွေပဲကြံတယ်ဒီတိုက်ဆိုနေလေးပဲနော်ကိုအောက်မှာပဲနော်အောက်နေကြည့်ရင်ရမ်းကြီးတယ်မိုးအုပ်နေတယ်ဆိုတော့ဒါအားကစားကွင်းပေါ့နော်ဒီကွန်ဒိုတိုက်ခန်းရဲ့အားကစားကွင်းတွေပေါ့ခလေးကစားကွင်းပေါ့ဟိုကားတွေခဏနေရိုက်ပြမယ်နော်တေးသေးလေးပဲကြံတော့ဘောနဲ့လက်မြင်နေရတဲ့ကားဒီမှာဒီကားတွေပေါ့ခုနအပေါ်နေရိုက်ပြပေးထားတာမင်းတိုက်တယ်မြင်တယ်နော်ဒါပေမဲ့ဒါတေးသေးဒါဒီထိတ်ရနေရိုက်ထားတာပေါ့ဒီအောက်မှာဘာတွေရှိတော့အဲ့ဒါပါဘာမှတော့မထူးရှားပါဘူးပန်းပင်လေးတွေရှိတယ်ပန်းပင်လေးလာနေရောပန်းပင်လေးတွေလာရော